Yeah ခါကတင်ငန်းညညများဆောင်း Yeah ရန်ကုန်မြို့မှာကလပ်တွေဘာတွေမပေါ်များခင်ကမြင်မြင်သမျှလက်ဖေးရင်ဆိုင်လေးတွေဟာလောကတစ်ခွင်စာအဲ့မှာတင်ကြရတဲ့ချင်းတွေအုပ်စုဖွဲ့တော်တာစင်ကြငါတို့ကိုဘယ်သူမှလာခွဲလို့မရပါကြောသားရင်သားရက်ွက်ချင်းချင်းလည်းမတက်တွေ့တာနဲ့တပ်ပုတ်တာကများငါတို့ရဲ့မွဲပြဆိုးတွေရတဖြည်းဖြည်းချက်ပြုတ်လာရမှာအပတ်ကုတ်ရှာကထားတဲ့မို့ဖို့ဆိုတာလက်ဆုပ်စာပမာဏတုတ်ပီစာအုပ်တင်တဲ့ red ပုတ်ဟာနတ်တုတ်တာဟာရမျက်စောင်းလေးတစ်ချက်ထိုးရင်တော့မနာကျင်တော့တဲ့ရွယ်ကြီးစားတော့မျက်နှာပြတ်မခံမှုမိဘပေါ်တာဝန်ဘလောက်မဲ့မဲ့တငယ်ချင်းပေါင်းတဲ့ရောင်းရရာစင်လုံးနဲ့တွေ့ရာစင်မကောင်းတဲ့ gypsy မိုးတင်လေးတွေစာတင်ကြောင်းနဲ့မတက်လမ်းမီတိုင်းတွေနဲ့စာအုပ်ဆိုင်နေတာခင်တွေခဲ့တာပင်ငန်းကျွန်းတဝက်ပပလဲရသူတို့ကျင်လေတဲ့နေရာဆိုဖီရဲ့ကဘာလေးတွင်သူတွေကဇက်ကောင်ရထားဘဝမှာပတ်စကဲခုတွေ့လို့လိုလည်းမစင်ကြခဲ့ရှာငါတို့မှာအိမ်မများငါမစိုးစားလို့ပဲလမ်းမှာဘနွမ်းလျာကဖွာလန်ချဲလက်ဖေးရင်ဆိုင်ကတချင်းတွေဆလွယ်တိုင်းရင်လေအိမ်ဆောင်နဲ့လည်းမတည့်ကစက်လုံးကိုခုံးကပေါင်းတင်ခဲ့တယ်ရင်ခုန်တန်းကိုစာရွက်လို့တွေ့တဲ့ကဘာမပါနဲ့လဲနိုင်မလဲခွဲတခါတော့တင်ငယ်ညညာများရဲ့ရန်ကုန်မြို့မှာမြောက်ပြန်လေတွေတိုက်ခတ်ခဲ့တုန်းက Cypress Land နဲ့ဥခင်ဝမ်းကိုကြိုက်တက်ခဲ့တုန်းစာအုပ်မကွက်တိုင်းမပြတ်စောင်းညတွေကမအိုက်ဆက်ခဲ့လုံးဝကောင်းကင်ပြပြကြီးနဲ့ငါတို့စွန်နေရအလိုက်ဖက်ခဲ့ဆုံးကြပြကစားဒီပေါင်း1600နဲ့ကတ်တရားမဖြစ်သေးတဲ့မြေသားတွေလိုချင်တက်မစိတ်တွေကခုလောက်တိရှည်လျက်တွေ့ပြမလို့ပျောက်ဆုံးနေတဲ့နေဗံဘုံကိုတတိတကယ်ရတယ် Radio ကမာယိုရဲ့ထိလွယ်ရှလွယ်မှာရင်ခုန်တဲ့စီးနဲ့ဝါမတက်ဂစ်တာဝိုင်းပေါ်လာရောက်ဖြာကြတဲ့ခါဆိုတချင်းတွေ all hit so ဘဝမှာဘာမှငဲ့စရာမလိုအဲ့ဒီခေတ်ကာလရဲ့အမှတ်သားဟာအဲ့လို platform show တွေပဲနောက်တော့ငါတို့ဟာပုံဆိုင်တွေစီကိုပဲမျက်စောင်းထိုးနေခဲ့ပြီးနှုတ်ပြချင်းတွေကို တက်ဂရစ်တွေဟာဝါမျိုးသွားကြနေရန်က US ဆုံးပြက်ကတိန်လေးရသားညိုမြမြငါ Q side တဲ့ချင်းတွေထဲမှာကာယံထားတော့ကစားဒါပေမဲ့ငါကိုအမြဲငါပေါ်မှာအားမလို့အားမရကာကြိုကာကြကဖေးချွင်းနေစားနဲ့ဝါလင်ခဲ့တာငါဟာမတင်းတိမ်နိုင်ဘွားမှာဒီတက်ကိုရကျင်တဲ့အခါငယ်တငယ်ချင်းတွေနဲ့ဘောလုံးကွင်းလေးကိုစတင်ခွဲခွာတခါကတင်ငန်းညညများဘတော်မှမမေ့နိုင်တော့ပါငါရင်ထဲမှာအိမ်မများငါမစိုးစားလို့ပဲလမ်းမှာဘနွမ်းလျာကဖွာလန်ချဲလက်ဖေးရင်ဆိုင်ကတချင်းတွေဆလွယ်တိုင်းရင်လေအိမ်ဆောင်နဲ့လည်းမတည့်